အမေရိကန်ဆိုရကဘာလို့ဒေါ်လာတန်ပေါင်းများစွာအကွန်ချပြီးဒီလျှက်စစ်တာဝါတိုင်းတွေကိုစေးတုတ်ခိုင်းနေရတာလေအစိုးရကပတ်စံတွေကိုအလဟတာဖြုံးတီးနေရလားတကယ်တော့မဟုတ်ပါဘူးဒီတာဝါတိုင်းတွေကိုစေးတုတ်တာဟာအလားအပါတတ်မဟုတ်ပါဘူးဒါဟာတင်းစီကိုလျှက်စစ်မိမမှန်ရအောင်လောက်ဆောင်ပေးတဲ့အဆင့်တွေကတခုပါဒီတာဝါတိုင်းတွေဟာတနစ်ပတ်လုံးအပြင်မှာဒီအတိုင်းရှိနေတာကြောင့်နေပူတန်းမိုးတန်းလေတန်းနဲ့အပူချင်းအပြောင်းလေးတွေကိုအမြဲတမ်းခံနေရတာပါတာဝါတိုင်းရဲ့အပေါ်ရန်အလွတ်ပျက်စီးသွားတာနဲ့အထဲကတန်မနီတွေကတန်ချေးတက်လာပါတော့တယ်အဲ့ဒီတန်ချေးတက်တာတွေပြတ်နှမ်းသွားမယ်ဆိုရင်လျှက်စစ်လိုင်းတစ်ခုလုံးရဲ့ဘေးကိန်းလုံခြုံမှုကိုချိန်ညောင်လာနိုင်ပါတယ်ဒါကြောင့်မလို့အနုသမားတွေဟာပေပေါင်းယာကြီးမြက်နဲ့ဒီတာဝါတိုင်းတွေဘောကိုလက်နဲ့ကိုရန်တက်ကြရတာပါသူတို့ခြေတော့အောင်မှာတန်မနီဒန်းလေးတွေပဲရှိပြီးအချိန်အတော်များများမှာတော့ဝီဟင်ထဲမှာလွင့်နေရင်နဲ့တပိုင်းချင်းစီကိုစေးတုံနေကြရတာပါအမှန်တိုင်းထောက်ရင်ကျွန်တော်သာအောက်ကိုတစ်ချက်ကြီးလိုက်ရုံနဲ့ခြေထောက်တွေတုံနေလောက်ပါပြီစေးရောင်ကိုယ်တိုင်ကလည်းဘေးကိန်းလုံခြုံရေးစနစ်ရဲ့အစိတ်ပိုင်းတစ်ခုပါတချို့တာဝါတိုင်းအမြင့်ကြီးတွေကိုအနီမဲ့အဖြူရောတုတ်ထားတာဟာအလှပြဖို့မဟုတ်ပဲအနှိမ့်ပြလီရင်တွေကသူတို့ကိုအဝေးကနေမြင်ပြီးတိုင်းမိတာမျိုးမဖြစ်အောင်ရှောင်နိုင်ဖို့အတတ်ပါဆိုတော့ဒီအလုပ်သမားတွေဟာတန်မနီတိုင်းတွေကိုစေးတုံနေရုံတည်းမဟုတ်ပါဘူးသူတို့ဟာလျှက်စစ်ကွန်ရက်ကြီးကိုကာကွယ်ပေးနေတာတာဝါတိုင်းတက်တန်းကိုဆွဲဆန့်ပေးနေတာနဲ့ကောင်းကင်ရန်ကိုပါပို့ပြီးဘေးကိန်းအောင်လုပ်နေတာပါကဲတကယ်ချင်းနောက်လာမယ့်ဗီဒီယိုတွေကိုလည်းအားပေးပါအောင်နော်ကျေးဇူးပါဗျာ